နေစဘဝလှဖို့အတွက်တို့တွေဘယ်လိုကျင့်သုံးရမလဲဆိုရင်ဘုရားရှင်ကိုရောမြတ်ကအပမတိနာဘိကဝေတံပါတိတဘိကဝေတံတရာယေလံဘေဘေကိုမြောတွေရှုညာအိုจิตာจิตမိတို့အပမတိနာမမေပလယောမပေါမစရတတိတရားနဲ့တံပါတိတမင်းတို့တွေနေကြစမ်းတဲ့ဘုရားကဘယ်လိုမှားခဲ့မမေ့နဲ့လို့မမှားဘူးလားဘိကဝေဖြစ်ပြန်ပြက်ပြန်လောကရန်ကိုအမှန်ရှုသာจิตမိတို့အပမရိနာမင်းတို့တွေမမေ့ကြစမ်းနေတဲ့ဘိကဝေလူဘဝလူကနာသန္တရာဘုံတဝိမှာခဏလာတွေ့ကြတဲ့တရင်ကဧည့်သည်ပေါင်းတို့ပရိသတ်ရေတန္တရာဘုံတဝိမှာအကြာကြီးလားခဏလေးလားဘိကဝေတန္တရာဘုံတဝိမှာခဏလာတွေ့ကြတဲ့အိုจิตမိတို့အပမရိနာမင်းတို့တွေမမေ့ကြစမ်းနဲ့လို့ပရိသတ်ရေအဲ့ဒီစကားလေးကိုဘုရားရှင်ကိုရောမြတ်နောက်ဆုံးခန္ဓာချုပ်ငြိမ်းကာလိတောင်မှတတိထားပြီးတော့မှာသွားဘူးလားမှာပါဗျာအရေးကြီးလို့လားအရေးမကြီးလို့လားအရေးကြီးပါဗျာအပင်ကြီးရဲ့ပြိုအပင်ရိတ်ကိုငတ်တဲ့တောင်းထောင်းထားလို့ငိုပရိသတ်ရေဘုရားရှင်ကိုရောမြတ်45ဝါပတ်လို့ဝိရိယများသောတတဝါတွေတန္တရာဝဲဩဃရေလျင်ကြီးတဲ့ကနေပြီးတော့မျောရှာနေတဲ့တတဝါတွေကိုကယ်တင်နိုင်ဖို့အတွက်ဘုရားရှင်ရဲ့ပြိုးပါတယ်ဆိုတဲ့ကံနာတရှောင်းတို့တတဝါတွေကိုတရားရည်မြတ်စီတိုင်ကျွေးကကျွတ်တန်းဝင်အောင်ပရိသတ်ရဲ့မချွတ်ခဲ့ဘူးလားဒါပေမဲ့စကားလေးတကွန်းရှိပါသေးတယ်ကျိုးတိုက်တာလူနတ်လူပြန်မကျိုးတိုက်တိလူနတ်လူပြန်မပါတယ်လို့ကျိုးထိုက်တဲ့လူပါတယ်လို့ပရိသတ်ရင်လူတိုင်းကိုတရားဟောလို့ရလူတိုင်းတရားကြိုက်ပရိသတ်ရင်ဗုဒ္ဓတရားပွင့်နေညာနဲ့အမှားနေချင်လမ်းလွဲလိုက်ကဘဝတွက်တာလူဖြစ်နိုင်ပရိသတ်ရဲ့တရားတွေဘယ်လောက်ပဲပေါ်ပေါ်ဓမ္မအစစ်တွေဘယ်လောက်ပဲဟောဟောတရားမကြိုက်ပဲနဲ့အမှားကြိုက်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပဲချွတ်ချွတ်မကြွဘူးတဲ့ဘယ်လိုပဲဟောဟောမဝင်ဘူးတဲ့မှန်ရလားဒါကြောင့်ဒီနေရာမှာပြောခြင်းနာကတရားလူတိုင်းနာနိုင်ကြလားနာနိုင်ပါဘူးဗျာတရားကိုလူတိုင်းကိုကြိုက်ကြလားကြိုက်ပါဘူးဗျာဒါဆိုဒီကနေ့နာနေတဲ့ပုဂ္ဂိုလ်လေးတရားကြိုက်လို့လားအမှားကြိုက်လို့လားတရားကြိုက်လို့တရားဝဲလာကြတာပေါ့ဒါကြောင့်တရားနာရင်တန်အောင်နာကြံအောင်နာပါလို့ဘုံဘုံကမှာခြင်းနေမှန်ရလားမှန်ပါဗျာဒီဘွယ်ကြီးယခုလိုစီရှားပါနေတဲ့ချိန်မှာလာဟောတဲ့ဘုန်းကြီးတွေတွေ့လေမလွယ်ကျင်းပါတဲ့ပုဂ္ဂိုလ်တွေတွေ့လေလာငါရတဲ့ပုဂ္ဂိုလ်တွေတွေ့လေဒါဆိုရင်ငါကွင့်ရတဲ့ချိန်လေးမှာတော့တန်အောင်ကကြံအောင်ကမှန်ရလားမှန်ပါဗျာပင်ကြီးရဲ့ပြူပင်ရိတ်ကိုငတ်တောင်းထောင်းတလုံးငိုပရိသေယေကိုဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောဒီလောကကြီးထဲမှာမရှိတော့ဘဲပရိနိဗ္ဗာန်ဆံသွားတဲ့ချိန်မှာပရိသေယေဘုရားရှင်ကိုရောမြတ်ပရိနိဗ္ဗာန်ဆံတဲ့ချိန်မှာမန္လာပင်တို့ဥယျာဉ်တော်ထဲမှာဘုရားရှင်ကိုရောမြတ်တပါးရဲ့ပရိနိဗ္ဗာန်ဆံနေတဲ့ချိန်မှာနတ်တွေလည်းငိုတယ်မြတ်ပါတွေလည်းငိုတယ်လူတွေလည်းငိုတယ်ငိုကြဘူးလားဘာကြောင့်လဲပြောမယ်ဆိုရင်ပရိသတ်ရဲ့တန်ဖိုးရှိလို့တန်ဖိုးသိလို့ပါတယ်နော်တန်ဖိုးသိလို့ပါတန်ဖိုးသိလို့ပါဗျာပင်ကြီးရဲ့ပြိုပင်ရိတ်ကိုငတ်တောင်းတောင်းတလို့ငိုအပင်ကိုချိုးပါပြီသည်တဲ့ပရိသတ်ရဲ့ပင်ပြိုသီးနဲ့ပင်အိုသီးဘယ်သီးကပို့ချိုးမဲ့ခြင်းတော့
ဒါကြောင့်ပရိသတ်ရဲ့ဘုရားရှင်ကိုရောမြတ်ခန္ဓာတွေနွမ်းပါနေတဲ့ဇရနဲ့အန်တုနေတဲ့ချိန်ကာလလေးကြားတွေကနေပြီးတော့ဘုရားရှင်ရဲ့ရွှေနှုတ်တော်ကနေပြီးတော့ဝိတေများစွာတတဝါတွေရဲ့တန်တရာရေးလာမဲ့ဘေးကိုမျှော်တွေးပြီးတော့မှာခဲ့တဲ့စကားလေးတစ်ခုပါတယ်လေမမေ့ကြနဲ့တဲ့ဘာစကားလေးလဲလို့ဘာစကားမေ့ကြပါဒါဆိုရင်တို့တွေကတရားနာပြီးတော့ဒီဘက်ကနာဟိုဘက်ကထွက်သွားတယ်ဆိုတော့တရားစကားနဲ့ဆန့်ကျင်မနေဘူးလားဒါကြောင့်မမေ့နဲ့တဲ့ဘဝနေဝိချိန်လာခြင်းနဲ့ဆိုရင်ဗါတဲ့တော့မမေ့နဲ့ပရိသတ်ရဲ့ဘာကိုမမေ့ခိုင်းတာလဲဆိုရင်ဘဝနေဝိလာဖို့အတွက်ရေးကြည့်လို့မမေ့ရမယ့်တရားဗိနာသုံးပါး၅ပါးရှိတယ်ဒီမှာတော့အချိန်အားလျော်စွာ၃ပါးရင်ပြောမယ်ပရိသေသရဓမ္မောဝိဇရဏတိသောတိအဘိနသစ္စာဝတိတပံနံပါတ်1ဘဝနေဝိချိန်လာဖို့အတွက်မမေ့ရမယ့်တရားလေးကအိုခြင်းတရားကိုမမေ့ပါနဲ့ဘာကိုမမေ့ရမှာလဲတို့တွေဘာသဘောရှိကိုယ်ခြင်းသဘောရှိတယ်တဲ့တို့တွေရခန္ဓာကိုယ်ကြီးကိုပြန်လဲပြီးတော့သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့တို့တွေဟောဒီလူဘဝတွေကိုရောက်လာတဲ့ရွယ်နဲ့အခုရောက်နေတဲ့ရွယ်ချင်းသူသေးလားမှန်ပါဗျာပြောင်းလဲသွားပြီဘာဖြစ်လာပြီလဲဆိုရင်တို့တွေရခန္ဓာကိုယ်ကြီးဇရာဆိုရဲ့အိုခြင်းတရားကနေတိုင်းချိန်တိုင်းစက္ကန့်ပတ်လက်တိုင်စားလိုက်တာကိုယ်ဆိုရင်တို့တွေအားလုံးကြည့်လိုက်တဲ့အခါကျတော့တို့တွေရဲ့ခန္ဓာရင်းနဲ့အချိန်ကာလကိုရောက်နေပြီဟောဟုတ်လားဘုရားကြီးတွေရဲ့ခန္ဓာဆိုရင်တွန့်နဲ့ပေါ့အချိန်တွေကိုရောက်နေပြီဒုရကမာကြီးတွေရဲ့အချိန်တွေဆိုရင်တွတဲ့အနေထားကိုရောက်နေပြီတို့ကတော့နည်းနည်းတော့ခုမှလူပြိုဝင်ကောင်းမလားမဝင်ကောင်းမလားဆိုတော့ရွယ်တင်သေးတယ်ရွယ်တင်လို့အရင်တွေ့ခံရမယ်တင်ဟမ်ပရိသေမမေ့နဲ့တဲ့ဘုရားရှင်ကဒီစကားလေးကိုမြဲတယ်ပါတယ်ဒါကြောင့်ပရိသေတို့တွေအိုရမယ်ဆိုတဲ့အတွေးလေးကိုနေတိုင်းတွေးနေဖို့မလိုဘူးလားလိုပါဗျာမေငါဇရအိုခြင်းသဘောတရားကိုနတ်တိတော်မလွန်မြောက်နိုင်လို့ပရိသတ်ရေတွေးလိုက်ပြီဆိုတာနဲ့အော်ငါဇရာဆိုတဲ့တောင်းကိုဘယ်လို့မှမကြော်နိုင်ပါလားဒီဘဝခန္ဓာရတဲ့ချိန်ကစပြီးတော့ငါဒီတပြည့်ပြည့်နဲ့တရွေ့အိုလာရမယ်လို့အဲဒီအိုခြင်းရဲ့တရားကိုမြတ်တဲ့သုံးသက်ဆင်ခြင်နေမယ်ဆိုရင်နေစဉ်ဘဝလာမယ်ဘာလာမှာတော့နေစဉ်ဘဝလာမှာပါဗျာနေစဉ်ဘဝလာမယ်ဆိုရင်နေဝင်ဘဝရောလာမယ်တဲ့ပရိသေကိုဟောရိကခန္ဓာကိုယ်ကြီးအိုရမယ်လို့စင်ကြင်ထားတဲ့ပုဂ္ဂိုလ်ဟောရိကခန္ဓာကိုယ်ကြီးအိုမှန်သိနေတဲ့အတွက်ပရိသေအဲ့ဒီခန္ဓာရဲ့ပေါ်မှာတွေ့တာခြင်းဆိုတဲ့ကံကြီးခြင်းဆိုတဲ့တဏှာတမ္မခြင်းဆိုတဲ့တဏှာဖြစ်ပါအောင်မလားဖြစ်ပါပါဘုရားပရိသေတဏှာမဖြစ်ဘူးဆိုရင်ဩရာကိုဩမသိနေတာကညာမသိတာကဝိဇ္ဇာမှန်ရလားမှန်ပါဗျာဝိဇ္ဇာမသိလို့ဟောဒီခန္ဓာရဲ့ပေါ်မှာတဏှာလို့ခေါ်တဲ့အဲ့ဒီကံ့ညစ်ခြင်းတွေတွေ့တာခြင်း